နော်အေးပါလေတော့ဒါနိုင်တက်တာပါနော်ကြောက်လူကလူတို့ဆောင်းတော့ဘာမှပြည်ပြီလားခဏတက်တာလို့ရေးကြည့်ရအမှန်လူကဒီကားမှမလိုက်နိုင်သူကမရမတောင်းတဲ့အချက်မတောင်းဘူးဒါဟိုကတော့ပြောကန်တော့တယ်နောက်တာကိုသိဖို့အဲ့ဒါလေးမလုပ်ဘူးဆိုရင်အဲ့ဒီဖြစ်တွန်းပြီးဆိုတော့ဆောင်းကြောက်တယ်ငါကလည်းရှင်းအောင်ဖြစ်တွန်းပြီးဆိုရင်ကြောက်ကြောက်အခုကအဲ့လိုမဟုတ်တယ်မတောင်းတဲ့ဆိုရင်လည်းမြေအောင်ခလေးလိုပဲဟိုတစ်ခါတလေကြာနေတယ်တော့ဘာမှမတော့တော့ကြာတယ်ဟိုပါလားဒီကတော့တော့မဆောက်တော့ဘူးဟိုတော့ပြရမသွားတော့ဘယ်ဖရလဲအဲ့ဒါအဲ့ဒါမနေရကျွန်တော်တော့ခိုင်ကြတဲ့အဲ့ဆိုင်ကိုလာတယ်ဟုတ်တယ်လေဟုတ်တယ်အဲ့ဆက်တယ်ကိုသက်စားတွေ့အတွက်စကားပြောတယ်ဟုတ်တယ်နည်းနည်းလေးနဲ့စီဝင်သွားပြီဆိုရင်နည်းညာဒီခိခက်ရောက်တော့နည်းနည်းသူပြောတယ်ခိခက်ရောက်တော့ဒီနည်းနည်းပြောလာမူးလာပြောပြီမူးလာတော့ဒီပြောနေမူးလာတော့အကုန်သူပြောနေဟုတ်တာမဟုတ်တာမင်းအောင်လိုက်လို့ပါအေးညာမူးလာဒီကဘာပြောညာအနန္တတို့အုပ်စုနဲ့ဟိုကတော့လို့ဖို့ဆနေကျေးဟိုလို့ဖို့ထိန်းထားလာမသိဘူးညာဒီမူးနာတော့ဒီလာဆိုသူ့လူရစောင့်နေတယ်လေအဲ့လိုမျိုးသူအုပ်စုထဲမှာသူကဘောစီလို့နော်ဘောစီတော့ပြင်းတယ်သူတော်တော်သုံးလာကြည့်လိုက်တစ်ဆက်ဆိုးလိုက်လားသူကမရှိလို့လားခြေသားလို့လားလုံးမကြည့်နိုင်နေတာဟောနည်းနည်းတော့တည်နေအမေလောက်ရအလုံးမကြည့်နိုင်တာအဲအားလုံးဘယ်နဲ့နေရလားဒီအားလုံးဒီအရက်ကိုရက်တော့အားလုံးမမရဘူးလာကြတယ်ဟာတော့ပြောဖို့ဒီဗီဒီယိုလေးကတော့ကျွန်တော်ရောက်ခဲ့တဲ့ဟိုတယ်မှာဖြစ်တယ်ပေါ့နော်ဟိုတယ်မှာကြည်လောက်ပြီးတော့ဒါရေကူးကစားနေတဲ့ဗီဒီယိုခံလေးတွေဖြစ်ပါတယ်ဒါကတော့ကိုသွားခဲ့တဲ့နေရာလေးတွေရဲ့ဒါအမှတ်တရဗီဒီယိုလေးတွေပဲဖြစ်ပါတယ်ချင်းလို့နော်ဘာဖြစ်လဲဆိုတော့ကျွန်တော်ကဒီလိုမျိုးရှောက်သွားနေရတာဆိုရင်အရန်စိတ်ချမ်းသာလို့ဖြစ်ပါတယ်ဒါကြောင့်မို့လို့အခုလိုမျိုးသွားနေတာဖြစ်ပါတယ်နော်အခုဆိုရင်တော့ဟိုတယ်ထဲမှာငါရေကူးကစားနေတာပေါ့နော်တကယ်ချင်းလို့နော်နောက်ထပ်ဘယ်လိုမျိုးနေရာတွေမှာသွားလို့ဘယ်လိုမျိုးနေရာတွေမှာတွေ့ရအောင်လဲဆိုတာတော့ပြောနိုင်သေးဘူးပေါ့နော်ဒါကြောင့်နောက်ပြည်တွေမှာပြန်လဲစုံစည်းဖို့အတွက်ကျွန်တော်တို့သွားတဲ့ data လေးတွေကိုကြည့်ရှုရဖို့တွေ့ဖို့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အကောင့်လေးကိုလည်း like follow လေးတွေလုပ်ထားအောင်ပေါ့နော်ဆိုတော့ဒီလိုမျိုးလေးတွေသွားတယ်ဘုဟုတ္တဗီဒီယိုလေးတွေကိုပြန်ပြီးတော့မျှဝေပေးတယ်အဲ့လိုမျိုးလေးပေါ့နော်ကျွန်တော်ဗီဒီယို blog လေးတွေရိုက်နေတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကြည့်ရှုပေးတဲ့သူတွေအားလုံးကိုလည်းထူပဲကျေးဇူးတင်ပါတယ်အရန်လှတယ်နော်ဒါကြတော့အခုရေကူးနေတဲ့ဒီရေကန်ရဲ့ဘေးပတ်ချလဲလေးမှာတမျက်နှာပဲပေါ့နော်အဲ့ဒီလိုမျိုးလေးပန်းမယ်နဲ့စိုက်ထားတာဖြစ်ပါတယ်ဒါကတော့ရေကန်ထဲကနေရိုက်ထားတာဖြစ်ပါတယ်ဒီမှာကြည့်ကြည့်ဒါကတော့တဘာဝတရားကြီးကဒါအာကာသကောင်းကင်ကြီးနဲ့တဘာဝဆန်တဲ့အုံးပင်လေးတွေနဲ့ပေါ့ဗျာပန်းလေးတွေဒီလိုမျိုးစိုက်ထားတဲ့အခါကျတော့စိတ်ကြည်နူးဖို့အရန်ကောင်းပါတယ်ရေကူးရင်းနဲ့စိတ်ချမ်းသာရတယ်ပေါ့နော်ဒီလိုမျိုးပါဒါကတော့အမှတ်တရဖြစ်ပါတယ်ဒီချေနော်လေး
ကဲရေချိုးလဲပြီးပြီဆိုတဲ့အခါကျတော့ဒါတော့ဘိုက်စားတဲ့အတွက်အာဟာရဖြစ်တဲ့ထမင်းစားရမှာဖြစ်ပါလေဒါကတော့ဟင်းချိုပေါ့နော်ဒီမှာကြာရင်ဝတ်သားနဲ့ကြက်ဥနဲ့ထမင်းနဲ့စားမှာဖြစ်ပါတယ်ဒီမှာအရန်စားကောင်းပါတယ်ဒီဆိုင်လေးမှာစားရတာအရန်အဆင်ပြေခဲ့တယ်ပေါ့နော်ဒီလိုမျိုးလေးပါโอเคနောက်ဗီဒီယိုဒီကြမှာပြန်လဲစုံစည်းချမယ်နော်အားလုံး